ချန်ပီယံလိမှာအားလုံးနိုင်ကြတယ်အားလုံးနောက်တစ်ဆင့်ကိုတက်ဖို့အထွက်အရေးတွေနဲ့ဒီချိန်စိုက်ကားလေးဘာလုပ်နေမလဲချန်ပီယံလိကနေခုလိုအောင်ပွဲနဲ့ပြန်လာတဲ့ Premier League ဂုဏ်ဆောင်ကိုကြီးတို့အသင်းတွေကိုမဆိုင်ပန်းစည်းနဲ့ကြိုဆိုဂုဏ်ပြုပါတယ်ရှင် Premier League ဆို 4 ဖြစ်နေတဲ့လိဘူးနဲ့စပါးက Champions League ဆိုပြင်းကြပြီ Premier League က Champions League ထက်ခက်တဲ့ပြိုင်ပွဲဖြစ်နေလို့လား Champions League မှာမြင်ရတဲ့လိဘူးနဲ့တော်တင်ဟန်ချီစွမ်း Champions League ကချီစွမ်းစိုက်ကားမမားတွေရိုက်စားသွားလို့လက်စားချေတဲ့အနေနဲ့ကန်ရက်ကိုထိုင်ရက်ရိုင်နဲ့အောင်3-2နဲ့ပဲပြင်းလိုက်ပြီး hey